ချို့ညီကိုတွေစစ်စစ်ပေါက်လာမိကြတာရှိပါတယ်လူစိုးတွေကဘာလို့တခါရဲလာမတိုက်တာလဲပေါ့ဟုတ်စီရီတွေရဲ့သဘောအရအပိုင်းတစ်ပိုင်းကိုလူစိုးတကောင်နှုံနဲ့တိုက်ခိုက်လာနောက်ဆုံးနောက်မှာလူစိုးကောင်းဆောင်ရဲ့ general တွေနဲ့တိုက်ပြီးကမှလူစိုးကောင်းဆောင်နဲ့ချရဲပေါ့တခါရဲလူစိုးကောင်းဆောင်ဦးဆောင်ပြီးလူစိုးတွေအကောင်လုံးနဲ့ဘာလို့လာမတိုက်တာလဲပေါ့အဲ့လိုပေါက်ရှာမေးထားလို့ကျွန်တော်ကပြန်ပြီးပေါက်ရှာပြန်ဖြေရမယ်ဆိုရင်တော့အဲ့လိုဒါတခါရဲတိုင်ရင်အပိုင်းအသစ်စက်သိမ်းဖြစ်သွားမှာလीနော်တေးသေးချာပြန်ဖြေရမယ်ဆိုရင်တော့ခေါင်းစဉ်က Super Sentai Power Rangers ပါလူစိုးတွေအဖွဲ့မဟုတ်လို့လူစိုးတွေကိုဦးစားပေးလို့မဖြစ်ပါဘူး Super Hero တွေတောင်ရိုက်ထားတာဖြစ်လို့သူတို့ရဲ့တည်ရှိပုံသူတို့ရဲ့ပုံစံသူတို့ရဲ့စွမ်းအားသူတို့ရဲ့အရေးချင်း Character Development စသဖြင့်အများကြီးကိုချပြဖို့လိုပါတယ် Character တွေကိုပို့ပြီး strong ဖြစ်လာစေဖို့အသက်ပါလာရင်လည်းမိတ်ဆက်ပေးဖို့သူတို့ရဲ့ Weapon တွေ Mecha တွေပို့ပြီး upgrade မြှင့်ပေးဖို့စတာလေးလိုအပ်ပါတယ်အဲ့လိုလုပ်ဖို့ကလည်းလူစိုးတွေကတခန်းတနေရာကနေပါဝင်ပေးရဖြစ်ပါတယ်သူတို့ကြောင့်ပဲသူတို့ကိုတိုက်ဖို့အတွက်အဲ့ဒါတွေကဖြစ်လာတာပါနောက်တစ်ခုကဒါက series တွေပါအပိုင်းတစ်ခုစီတိုင်းမှာ problem တစ်ခုလှက်ကွက်တစ်ခု monster တစ်ကောင် battle တစ်ခုလိုအပ်ဆဲပါတခါတဲ့အကောင်ထက်လိုက်မြန်ပြီးသွားတယ်လို့ချပြချင်တာကိုလည်းတေချာချပြလို့ရမှာမဟုတ်တော့ပါဘူးလူစိုးဘက်ကကြည့်ပြီးပြောမယ်ဆိုရင်တော့အစားပိုင်းမှာသူတို့က over confidence တွေရှိကြပါတယ်ဒီလူတွေလောက်တော့ဒီတကောင်နဲ့တင်ရပါတယ်လို့ငါရဲ့လက်တီးတစ်ချက်စာပဲရှိပါတယ်လို့သူနဲ့တင်ပြီးပါတယ်လို့တွေးတတ်ကြပါတယ်တစ်ဖက်ကိုလည်းအထင်သေးလို့တကောင်ကိုပဲအရင်လွှတ်ကြတာများပါတယ်နောက်တစ်ခုကရှင်မြိုင်လူစိမ့်နဲ့အတာတွေကြောင့်ပါသူတို့ကိုမလို့ဘူးငါနဲ့တင်ရတယ်အရင်လူထက်သာစေရမယ်ငါချလိုက်ရင်ပြီးသွားမှာပဲဘာညာအဲ့လိုတွေကြောင့်ပါပြီးတော့စမ်းသက်လူတာကြောင့်လည်းပါပါတယ်လူစိုးတကောင်လွတ်ပြီးတော့သူတို့ကိုချကြတဲ့ ranger တွေရဲ့တိုက်ခိုက်ပုံသူတို့ရဲ့ battle data တွေ weakness တွေကိုရှာပြီးတော့ analysis လုပ်ပြီးတော့မှအဲ့ဒါကိုပြန်ပြီးတော့အနိုင်ယူနိုင်တဲ့လူစိုးတွေကိုထပ်လွတ်အဲ့လိုမျိုးတွေကြောင့်လည်းပါပါတယ်နောက်ပိုင်းအသာမြတ်နိုင်မှန်းသိတော့မှတခါတလေလူစိုးတွေကို2ကောင်3ကောင်ပြန်လွတ်တာတွေစွမ်းအားကြီးရဲ့လူတွေကိုလွတ်တာတွေဆရာကြီးတွေကိုလွတ်တာမျိုးတွေရှိလာပါတယ်တစ်ဖက်က ranger တွေမှာလည်းသူတို့ရဲ့စူးစမ်းလာမှုတွေနောက်ွယ်ကအသက်ဆန်းတီထွင်ပံ့ပိုးလာမှုတွေကြောင့်နောက်ပိုင်းရောက်လာလေသူတို့ရဲ့ရှင်ပြိုင်တိုက်ခိုက်ခန်းတွေကပို့ပြီးတော့မြိုင်လာလေဖြစ်ပါတယ် theoretically အရတော့လူဆိုးဆိုတာကစံတိုင်းတွေ ranger တွေကိုပံ့ပိုးပေးဖို့အထင်သားဖြစ်စေဖို့လုပ်ပေးနေရလူတတ်တာဖြစ်ပါတယ်ဒါပေမဲ့လည်း ranger တွေထပ်ပို့ပြီးအထင်ကြီးဖြစ်သွားတဲ့ villain တွေလည်းရှိပါတယ်ဥပမာ Zanaku, Juzor, Ender စသဖြင့်ပေါ့အဲ့ဒါလိုအချက်တွေကြောင့်လို့ပဲထင်ပါတယ်တခြားအချက်တွေရှိရင်လည်းပြောပြခဲ့ကြပါအောင်